မင်္ဂလာပါရှင်အိမ်မှာပေါက်မုတ်လေးတွေပို့နေရင်ကလေးရောလူကြီးပါကြိုက်မဲ့ပူတင်းလေးလုပ်ပေးလို့ရပါတယ်နော်ဆိုင်ရဝယ်ထားသလိုမျိုးမွေးကြိုက်အေးစိတ်နေမဲ့ပူတင်းလုပ်နည်းလေးကိုကိုသူကဝေမျှပေးပါမယ်ရှင်ပူတင်းသားလှလှလေးနဲ့ညညက်ကလေးရဖို့အတွက်ပေါက်မုတ်ဘေးသားလေးတွေကိုဖယ်ပေးရပါမယ်ရှင်ကိုသူကတော့ပေါက်မုတ်နှစ်ချက်ကိုအသုံးပြုထားပါတယ်ရှင်နွားနိုးနဲ့စိန်တဲ့အခါပေါက်မုတ်လေးတွေအလွယ်တကူပျော်ဝင်စေဖို့အတွက်အခုလိုအနေတော်လေးတွေညှက်ထားပေးလိုက်ပါတယ်ရှင်နွားနို့ကိုတော့ပကိုးသူက 900ml အသုံးပြုထားပါတယ်ရှင်နွားနို့တွေကိုတကြားထမင်းစားစွန်းနဲ့လေးစွန်းစာထည့်တယ်ပြီးတဲ့အခါမှာသူ့ကိုပွတ်ဆူအောင်လို့တကြားလေးတွေလည်းပျော်ဝင်သွားတဲ့အထိပေါ့နော်တည်ပေးရပါမယ်ရှင်မီးရဲ့နေတော်လေးနဲ့ပဲကြိုးပေးနော်မီးပြင်းဝေချတတ်ပါတယ်ရှင်ပြီးရင်တော့ခုနအသစ်ညှက်ထားတဲ့ပေါင်မုတ်လေးတွေထည့်ပြီးတော့အေးခံထားပေးပါမယ်ရှင်တကြားတူးရေကြိုဖို့အတွက်တကြားကိုထမင်းစားစွန်းနဲ့၄စွန်းသုံးတယ်ရေကိုဇွန်းခွက်နဲ့2ခွက်ထည့်တယ်ပြီးတဲ့အခါမှာမီးအေးလေးနဲ့ပဲတည်ပေးပါရှင်တကြားကိုလုံးဝဇွန်းနဲ့မမွေပါနဲ့နော်ဇွန်းနဲ့မွေရင်တကြားတွေကခဲသွားတတ်ပါတယ်ရှင်အိုးလေးကိုလှုပ်ပြီးတော့ပဲကြိုပေးပါနော်ဒီတကြားတူးရေလေးကတော့ပူတင်းကိုချို့ဤမသွားပဲနဲ့ချို့ခါပြီးတော့စိတ်နဲ့အရသာလေးနဲ့ပို့ပြီးတော့စားကောင်းအောင်လုပ်ပေးပါတယ်ရှင်တကြားလေးတွေကရွှေအိုရောင်လေးတန်းလာပြီဆိုတာနဲ့မုတ်ပေါင်းမဲ့ခွက်လေးတွေကိုချက်ချင်းထည့်ပေးရပါမယ်နော်အေးမှဆိုရင်သူကခဲသွားတတ်ပါတယ်ရှင်ကြက်ဥနှလုံးကိုအသုံးပြုထားပါတယ်ရှင်ပကံလုံးလေးတစ်ခုထဲမှာကြက်ဥနှလုံးကိုဖောက်ထည့်တယ်ပြီးရင်တော့ဗနီလာအနံ့လေးနည်းနည်းထည့်ပါတယ်ရှင်အများကြီးထည့်စရာမလိုဘူးเนาะဒီလောက်နည်းနည်းလေးထည့်ရင်လည်းရပါပြီရှင်ဒီဗနီလာကကြက်ဥရဲ့ညှိနှံကိုလုံးဝပျောက်သွားစေပြီးတော့ဆိုင်ရောက်ဝယ်လာတဲ့အတိုင်းမှုေးကြိုင်တဲ့အနံ့လေးကိုရစေပါတယ်ရှင်ခုနကပကိုးသူတို့အေးခံထားတဲ့နွားနို့လေးတွေလည်းအေးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုကြိတ်ဆက်ထဲမှာထည့်ပြီးတော့ညက်နေအောင်ကြိတ်ပေးပါမယ်ရှင်ဒီလိုလေးညက်နေအောင်ကြိတ်ပြီးပြီဆိုရင်တော့ခုနကခောက်ထားတဲ့ကြက်ဥလေးနှလုံးထည့်ပြီးတော့တမအောင်ပြန်ပြီးတော့မှွေပေးပါရရှင်ကြိတ်ထားတဲ့ပေါင်မုံနဲ့နို့ရဲ့ပြီးတော့ကြက်ဥရဲ့ကိုတမအောင်မှွေပြီးရင်စကားနဲ့တစ်ခေါက်ဒါမှမဟုတ်နှစ်ခေါက်လောက်တိချာလေးစစ်ပေးဖို့လိုပါတယ်ရှင်ဒါမှသာပူတင်သားလေးကတကယ်ကိုဂျယ်ဒီလိုအီးညံ့ညံ့လေးထွက်လာမှာပါရှင်ရေနွေးခွေးနဲ့ပေါင်းတဲ့အခါပူတင်းကွက်တဲ့ကိုရေဒီမကျစေဖို့အတွက်ဒီလိုအဖုံးလေးအုပ်ပေးရပါမယ်ရှင်ဒီလိုမှသာပူတင်းသားလေးကအပေါက်တွေဖြစ်မနေပါမှာနော်မိနစ်40လောက်ပေါင်းပေးပြီးတော့သွားကြောက်ထုရံလေးနဲ့ထိုးကြည့်လိုက်လို့သွားကြောက်ထုရံမှာကပ်ပါမလာရင်တော့ရပါပြီရှင်အခန်းပူချိန်မှာပဲအေးခံထားလိုက်တယ်လုံးဝအေးသွားပြီဆိုတော့မှရေခဲတက်တာတွေကိုခဏထည့်ထားလိုက်တယ်သူကအေးလေးစားရင်ပို့ပြီးတော့မှစားကောက်ပါတယ်ရှင်ကဲအခုဆိုရင်တော့မျက်နှာပြင်လေးကလည်းချောမွေပြီးတော့တကြားတူးရေလေးနဲ့အီတုံတုံလေးဖြစ်နေတဲ့ပူတင်းလေးရပါပြီရှင်